ကိုလီ3လုံးပါတယ်အကိုကိုလီ3လုံးတော့ပါတာဟုတ်ပါပြီဘေးနာအကိုမိမဘလို့လုံမလဲအဲ့ဒါဆိုအကိုကဘေးနာအကိုမိမလည်းလုံမယ်ညီမလည်းလုံမယ်အဲ့လိုမျိုးလားဒါမှမဟုတ်အကိုမိမအဖောက်ကလီဖြတ်သွားလို့လားဒါမှမဟုတ်အပီးမကောင်းလို့ညီမဟိုလားကြော်ညာပြတာလားအကိုကိုလီ3လုံးပါတာတော့စိတ်ဝင်စားတယ်အကိုအဲ့ဒါဆိုအကိုကညီမကိုဗာလဲစိတ်ဝင်စားလို့ရှိရပေါ့နော်ညီမအကြံပေးချင်တယ်ညီမလည်းမရင်ငယ်မဖြစ်ချင်တဲ့အတွက်ပေါ့နော်အကိုမိမကိုရိုက်တက်လိုက်ပလားအကိုမိမကိုရိုက်တက်လိုက်ပြီးတော့ညီမနဲ့လာယူလေနော်ညီမလက်ခံမယ်အကိုမခေါ်လီပါတဲ့အတွက်ညီမလက်ခံမယ်နော်ဒါအကိုကညီမကိုတကယ်ခေါ်လီပါတော့ညီမစိတ်ဝင်စားတယ်ဘေးနာအကိုမိမကိုရိုက်တက်ပြီးလို့ရတာဒါမှမဟုတ်အကိုအစိတ်နဲ့ခတ်ပြီးတော့ရလာနော်သူသိလို့ရှိတော့အကိုညီမစီမလာလို့ရတာပေါ့နော်ညီမကတထုံသူနော်တထုံသူအကိုကဘေးရွာလဲပေါ့နော်ညီမကိုလီပါတဲ့ယောက်ျားဆိုလေအရန်ပဲစိတ်ဝင်စားတာနော်အကိုကမိမရှိတယ်ဆိုတော့ညီမနည်းနည်းခံစားရတယ်အကိုမိမကိုရိုက်သက်လိုက်လေနော်ရိုက်သက်လိုက်တာမှမဟုတ်သွားရောင်စားလိုက်တရုပ်ပြီမှာမရောင်စားလို့ရှိရင်အကိုမိမနေတဲ့နေရာညီမကိုပြောလိုက်ညီမလူငါပြီးတော့6ယောက်9ယောက်တော့သွားပရင်ကျစ်တက်ခိုင်လိုက်မယ်နော်နောက်တော့အကိုနဲ့ညီမနဲ့တူနေလို့ရတာပေါ့နော်အကိုနော်ခေါ်လီပါတာအရင်စိတ်ဝင်စားဘာဖြစ်လဲအကိုမိမအကိုခေါ်လီတလောက်တော့ပါတာသူကမခံချင်ဘူးလားအကိုအဲ့လိုမျိုးမိမလည်းမခံချင်လေသူ့အဖောက်လည်းအကိုဓာတ်ရှိနဲ့လောင်ပြီးတော့မီးစို့လိုက်ပလားနော်အကိုရေညီမကရေမတော့အကိုအရင်ပဲစိတ်ဝင်စားပြီးခေါ်လီ3လုံးပါတဲ့တွက်နော်ဒီညအကိုညီမစီလာလို့မရအောင်လားဟမ်တကယ်ပြောတာအကိုညီမစိတ်ဝင်စားပြီးအရင်လဲကြိုက်သွားပြီးဘီနာအကိုမိမညီမကြည့်လို့မရဘူးအကိုကြီးဘေးနာကိုကြီးမိမကိုရိုက်တက်လိုက်လေရိုက်တက်လိုက်မြန်လေးရှင်းလိုက်အဲ့ဒါမှကိုကြီးနဲ့ညီမလေးနဲ့တူနေရမယ်နော်အကိုကြီးရိုက်တက်မရဲလားရိုက်တက်မရဲညီမလူစိုး6ယောက်5ပြီးတော့အကိုကြီးမိမနေတဲ့နေရပြောလိုက်ပရိသူများခြုံပုတ်ထမှာဆွဲခေါ်သွားပြီးတော့အဖောက်ကွဲရပရိကြိတ်ခိုင်းလိုက်မယ်အဲ့ဒါမြန်တီတော့မြန်အေးရောနော်ကိုကြီးနဲ့ညီမနဲ့ညာရောနော်စိတ်ဝေစားလားစိတ်ဝေစားလို့ရှိရင်မြန်ဆက်သွယ်လာနော်အကိုကြီးနော်စောင့်နေမယ်ဒါပေမဲ့အကိုကြီးမိမသိရမယ်နော်တက်ပြည့်ရမယ်နော်ကိုကြီးမိမမတက်ပြည့်တော့ညီမတီးလို့ရှိတော့ကိုကြီးမိမလက်နှစ်ဖက်ကိုဖမ်းထားပြီးတော့ဓာတ်ရှိနဲ့အပေါက်တက်ကိုလောင်ပြီးတော့မီးနဲ့ရှို့မယ်နော်အမွေးအကြီးရိတ်ပေးပြီးတော့နော်ဒါပဲဒါရွက်ပြောတာနော်ရွက်ပြောတာမိမရှိရဲ့ဒါနဲ့နော်နေမတက်ထိုင်မတက်နော်အဲ့ဒါကြောင့်မယောက်ျားလေးတို့ရနော်နာဘူးတနာယူမိမလည်းရှိတယ်နော်တခြားကောင်မလည်းကြောင်ချင်းတခြားကောင်မတော့ကြောင်လို့ရတယ်ငါလာကြောင်တော့ရလေမိမစဖောက်နဲ့ယောက်ျားလီနဲ့လေမုတ်လေပွေလို့ပတ်ပြီးတော့လေကြော်ပြီးတော့ခွေးကိုကျွေးလိုက်မယ်နော်အာလာမချောင်နဲ့နော်လူအိုလို့နေလူပြိုလို့လာမနေနဲ့နော်ကြက်တီတုံးလိုက်ထွီးဒါပဲအေးလိုးကောင်လေ